မြန်မာနိုင်ငံမှာဂျန်စီးတွေအိမ်မက်ပျောက်သွားပြီ။ဘာကြောက်လဲဆိုတော့မင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့သတင်းကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်။နားဆင်သွားကြပါ။ဒေါ်လာကြီးမှာမပါရင်လေကျွန်တော်တို့ခေတ်ရလို့အသားလေးမျောနေလို့ရတဲ့ခေတ်မဟုတ်တော့ဘူး။ကျွန်တော်တို့ခေတ်ကဒီ88တွေတိုးခိုတယ် NLD ကလည်းနိုင်ငံရေးလုပ်တယ်ပြီးတော့သူတို့အဖမ်းခံရတယ်။ကျွန်တော်တို့လူငယ်တွေကအကြောင်းတက်မြဲနိုင်ငံခြားသွားမြဲပြဿနာမရှိဘူးစစ်ကောင်စီကသူ့ကိုအနိုင်တိုက်မဲ့လက်နက်ကင်အဖွဲ့မရှိတော့ကျွန်တော်တို့ကိုလွှတ်ထားတယ်အခုခေတ်ကဒီဘက်က NUG နဲ့တော်လိုင်းရေးအဖွဲ့တွေကအင်အားကောင်းလာတဲ့ခါကျတော့စစ်ကောင်စီကသူစစ်သားတွေကုန်သွားပြီအဲ့တော့လူငယ်တွေကိုဖမ်းဆီးနေပြီအဲ့တော့လူငယ်တွေဘဝဟာစစ်ကောင်စီရှိနေသူမပြောက်တော့ဘူးတစ်ဖက်ကလည်းတော်လိုင်းရေးဘက်မှာလည်းစစ်ကောင်စီကပါနေတဲ့လူစစ်ကောင်စီကိုတိုက်နေတဲ့လူငယ်တွေ PDF တွေကလည်းရှိနေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဟာဒီတတရားအုပ်စုလို့ခေါ်တဲ့ဘယ်ဘက်မှမပါတဲ့လူငယ်များအတွက်လည်းဘဝပျောက်သွားပြီအဲ့တော့အကောင်းဆုံးဟာတနည်းပဲလုပ်เสียရှိတယ်တော်လိုင်းရေးအမြန်ပြီးအောင်ကူညီမလားဒို့ဒီမဟုတ်စစ်ကောင်စီနဲ့ပြေလည်အောင်နေမလားအဲ့ဒါကိုကြိုက်တာကိုရွေးပါအမေရိကန်ကအီရန်ကိုစစ်တိုက်မယ်ဆိုပြီးတော့ချင်းချောက်နေတယ်ဒီနေ့သူတို့နျူကလ িয়ার သဘောတူညီချက်ဆွေးနွေးပွဲလုပ်နေတယ်ဆွေးနွေးပွဲရက်လက်ကအမေရိကန်ကအီရန်ကိုအတင်းအကျပ်လက်နက်ချခိုင်းနေတယ်ပြောချင်တာကအမေရိကန်ပြောတဲ့အတိုင်းနျူကလ িয়ার ဘယ်တော့မှမထုတ်ပါဘူးဆိုပြီးတော့လက်မှတ်ထိုးပေးရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အမေရိကန်စစ်တိုက်မယ်ဆိုပြီးတော့ဖိအားပေးချင်းချောက်နေတယ်အဲ့ဒါကိုအီရန်ကတင်းခံနေပြီးတော့အဲ့ဒါကိုသူတို့ဆွေးနွေးပွဲမှာမပြေလည်ဘူးဆိုရင်တော့အမေရိကန်ကတကယ်စစ်တိုက်နိုင်တဲ့အင်အားရှိတဲ့ဒီသူ့ရဲ့စစ်သမောတွေကိုအီရန်နဲ့လက်တကမ်းမှာစစ်အင်အားတွေဖြည့်တင်းနေတယ်အဲ့တော့အီရန်ကိုလည်းသူကပေါ့တန်တော့လုပ်လို့မရဘူးအီရန်ကပြန်လုံနိုင်တဲ့အင်အားရှိနေတာဖြစ်တဲ့အတွက်အမေရိကန်ကအပိုင်လုံနေတဲ့သဘောရှိတယ်ဒါကြောင့်အချိန်တစ်ခုတော့ယူရအောင်မယ်လို့ထင်တယ်သို့တော့အမေရိကန်သမ္မတက10ရက်ပဲအချိန်ပေးတာနှစ်ပတ်အချိန်ပေးတာမကြခင်ပြည့်တော့မယ်ဒါပေမဲ့အဲ့ဒါကိုလည်းသမ္မတကသူ့ပါဇက်ကပြောတာပဲသူတက်တန်တိုးလို့ရတယ်တပြိုင်နက်တည်းမှာအမေရိကန်ကစစ်ဗိုလ်ချုပ်တွေကလည်းအီရန်နဲ့စစ်မတိုက်ဖို့အတွက်အမေရိကန်ဆိုရကိုအကြံပေးနေတယ်ဒါရေရှည်စစ်ပွဲကြီးဖြစ်သွားနိုင်တယ်လို့ပြောနေတယ်တစ်ဖက်ကလည်းအစ္စရေးကအမေရိကန်ကိုမတိုက်တဲ့အောင်မြှောက်ပေးနေတယ်အဲ့တော့အစ္စရေးကအီရန်ကသူ့ရဲ့ရန်သူဖြစ်တဲ့အတွက်အီရန်ကိုရှင်းပြသွားရင်အရှေ့လေပိုင်းမှာသူကစူပါအင်အားကြီးပါဝါပုံစံနဲ့သူကအရှေ့လေပိုင်းမှာမင်းမှုကိုစူးစမ်းနေတယ်တစ်ဖက်ကလည်းအာရပ်နိုင်ငံများဖြစ်တဲ့ဆော်ဒီတို့ဂတ်နိုင်ငံတွေအားလုံးကလည်းအမေရိကန်နဲ့ပြည်လည်အောင်နေပြီးတော့သူတို့ရဲ့ဒေသတွင်စစ်မဖြစ်ဘဲနဲ့သူတို့စီးပွားရေးတွေနဲ့သူတို့ဘဝအောင်မြင်ဖို့သူတို့နိုင်ငံသူတို့ဒေသကြီးတည်ငြိမ်မှုကိုစူးစမ်းနေတယ်ဒီပြိုင်ဘက်၃ခုရဲ့အနေအထားကိုကြည့်ပြီးတော့အားလုံးဒီအမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှာမူတည်တယ်သူတိုက်ချင်တိုက်မယ်မတိုက်ချင်မတိုက်ဘူးဘယ်သူမှလည်းမခံမှန်းနိုင်ပါဘူးကျွန်တော်ကဂီတနဲ့ပတ်သက်ပြီးသိမသိပါဘူးเนาะကျွန်တော်ကလူငယ်လည်းမဟုတ်တော့လေအဲ့တော့မသိပါဘူးเนาะဒီလိုကကျွန်တော်မဖြေပေးနိုင်ပါဘူး sorry ပါအဲ့တော့ဂီတအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီစိတ်ရှိုးတွေလည်းဒီနိုင်ငံသားမှာကြည်ထားမရှိပါဘူးငယ်တော့ကတော့ပြည်တွင်းမှာခိုင်ထူးတို့ဘန်နေတော့ကြည်ဘူးတယ်ပေါ့နော်ဒါဒီဘက်မှာတော့မကြည့်ဘူးပါဘူးအဲ့တော့မသိပါဘူးเนาะမသိတဲ့အတွက် sorry ပါမဖြေပေးနိုင်ပါဘူးအီရန်ကိုအမေရိကန်ဝင်တိုက်ရင်တရုတ်ကထိုင်ဝမ်ကိုမဆိုင်ပါဘူးအီရန်ကိစ္စနဲ့ထိုင်ဝမ်ကိစ္စကဘာမှမဆက်ဆက်ပါဘူးအဲ့တော့နောက်တစ်ခုဖြစ်နိုင်တာကအမေရိကန်ကအီရန်ကိုအပိသက်တိုက်မဲ့ပုံစံလည်းမရှိဘူးမြေပြင်တပ်တွေဝင်မဲ့ပုံစံလည်းမရှိဘူးသူကမှတ်လောက်သားလောက်အောင်ပညာပေးခြင်းတဲ့သဘောလောက်တယ်အီရန်ရဲ့စစ်အင်အားကိုချွတ်တဲ့သွားအောင်ပေါ့ဗျာဟိုဒုံးကြီးအင်အားတွေဟိုဘယ်လိုပြောမလဲဟိုလက်နက်ကြီးတွေအင်အားတွေကိုချွတ်တဲ့သွားအောင်လောက်ပဲသူကဖျက်ဆီးလိုက်မဲ့သဘောရှိတယ်ပြောချင်တာကအီရန်အစိုးရကိုဖြုတ်ချပြီးဒီမိုကရေစီလက်ထက်ကိုအပ်ပေးဖို့အမေရိကန်မှာအစီအစဉ်မရှိဘူးသူတို့အမေရိကန်ကောင်းမှတ်သွားပြီဆီးရီးယားမှာလည်းခံထားဆိုအီရတ်မှာလည်းခံထားပြီးပြီလစ်ဗျားမှာလည်းခံထားပြီးပြီဟိုအာဖဂန်မှာလည်းခံထားပြီးပြီဒီမိုကရေစီဆိုတာကိုလုံးချင်တိုင်းလုပ်ပြီးလို့မရဘူးတချို့ဒီသုံးနိုင်ငံပေါ့လစ်ဗျားရဲ့အီရတ်ရဲ့အာဖဂန်ရဲ့ကြည့်ပြီးတော့အမေရိကန်ဒီနိုင်ငံတစ်ခုကိုဒီမိုကရေစီပြောင်းပေးဖို့မလုပ်တော့ဘူးအဲ့တော့အဲ့လူမျိုးတွေကအဲ့နိုင်ငံသားတွေကဒီမိုကရေစီကိုမလိုချင်ကြဘူးသူတို့လိုချင်တာကသူတို့ရဲ့အုပ်ချုပ်ရေးပုံစံပဲအဲ့တော့အဲ့ဒါကိုသွားပြီးတော့
နောက်ဆုံးဒါကြောင့်အမေရိကန်ကလက်လျှော့ပြီးတော့အာဖဂန်ကနေပြန်နှုတ်ထွက်ပေးလိုက်တယ်ရုပ်ပေးလိုက်တာအခုအာဖဂန်မှာဒီဘာသာရေးဆိုင်ရာခေါင်းဆောင်တွေလုပ်နေတာအမေရိကန်အတန်တော်မထွက်တော့ဒါမျိုးဘဝနဲ့မလို့ပဲဘာလို့ပြောင်းပေးလို့မှမရတာအဲ့လိုအနေထားဖြစ်တာဖြစ်တယ်အမေရိကန်တိုင်းဒီနိုင်ငံမြန်မာနိုင်ငံလိုပေါ့ဒီမိုကရေစီအတင်းကျပ်ဝင်ပြောင်းဖို့လှုပ်ချင်မှလှုပ်တော့မှာသူတို့ခံထားရပြီပြောချင်တာကကိုပြောင်းချင်ကိုယ့်အကိုပြည်တွင်းမှာပြောင်းယူကိုယ့်အကိုဒီမိုကရေစီပါတီလို့ကိုယ့်အကိုအာဏာရှင်ကိုယ့်အကိုတိုက်ကိုစနစ်ကိုပြောင်းအဲ့လိုပဲလုပ်ပြီးမှသူတို့အတင်းကျပ်မလုပ်တော့ဘူးအဲ့လိုအနေထားရှိတယ်ဒါကြောင့်လဲဗင်နီဇွဲလားမှာအမေရိကန်ဒီဗင်နီဇွဲလားရဲ့အာဏာရှင်ကိုပြောင်းဖို့ကြိုးစားတာမဟုတ်ဘူးအမေရိကန်ကိုအာမခံရအောင်ဗင်နီဇွဲလားရဲ့အချိုးစီးပွားကိုဝင်ရောက်ထိန်းသိမ်းလိုက်တာတော့ပဲရှိတာအဲ့တော့အဲ့ဒီအနေထားများအရအီရန်အနေထားကလေကျွန်တော်ထင်တယ် region ပြောင်းဖို့မဖြစ်နိုင်ပါဘူးအီရန်ရဲ့စစ်အင်အားကိုနည်းနည်းပါးပါးအေးအေးယူလိုက်တာမျိုးဖျက်ဆီးလိုက်တာမျိုးလောက်ပဲအမေရိကန်ကလုံးမဲ့သဘောရှိတယ်ဟိုလိုပြောမယ်အကန့်အသတ်နဲ့ပြီးတော့အစ္စရေးကိုထိန်းဖို့အတွက်လေအီရန်ကိုအာရပ်နိုင်ငံတွေကထားရခြင်းတဲ့သဘောတရားတွေတွေ့နေရတယ်ဘာလို့လဲအစ္စရေးကတနိုင်ငံနဲ့မင်းမှုသွားမှာဘူးလေအာရပ်နိုင်ငံတွေကမလိုလားသေးဘူးဘာကြောင့်အာရပ်နိုင်ငံတွေကလည်းသူတို့အစ္စရေးနဲ့စစ်အင်အားအပြိုင်လုပ်ဖို့အတွက်လိုအပ်နေတယ်အဲဒါကြောင့်အမေရိကန်ရဲ့ခွင့်ပြုချက်လိုအပ်နေတယ်အဲ့တော့အမေရိကန်ဒီအာရပ်နိုင်ငံတွေကအစ္စရေးနီးပါးသူတို့မှစစ်အင်အားရှိဖို့အတွက်အမေရိကန်ကပဲသူတို့အားကိုးလို့ရမယ်သူတို့စီးပွားရေးအရာပေါ့ဒါဆိုရင်လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဒီအလိုအမတန်ချင်းကပ်ရလွယ်တဲ့လူဖြစ်တယ် policy ပေါ်မှာရပ်တည်နေတာမဟုတ်ဘူးသူရဲ့ကိုကျိုးစီးပွားဘက်မှာရပ်တည်နေတာဖြစ်တဲ့အတွက်အာရပ်နိုင်ငံများလက်ရှိသမ္မတအမေရိကန်အစိုးရကိုဖားပြီးသူ့ရဲ့သမက်ကိုရှင်နာကိုဖားပြီးလက်ပြီးလက်ယူမှုတွေနဲ့အကျိုးစီးပွားတွေနဲ့သူတို့နိုင်ငံတွေမှာ Trump Tower လို့ Trump စီးပွားရေးတွေ Trump မိသားစုရဲ့စီးပွားရေးတွေလုတ်ခွင့်ပေးပြီးသူတို့ဒီစစ်အင်အားတွေတိစောက်ဖို့စ조사နေတယ်သူတို့စစ်အင်အားတွေတိစောက်ဖို့စ조사နေတာအစင်းသိမဖြစ်ခင်တဲ့အချိန်မှာအစ္စရေးကအီရန်ကိုဖျက်ဆီးလိုက်တာမျိုးကိုအာရပ်ခေါင်းဆောင်များကမလိုချင်သေးဘူးအဲ့တော့အဲ့ဒါကိုကြည့်ခြင်းအဖြစ်အမေရိကန်ဒီအာရပ်ခေါင်းဆောင်များရဲ့တိုက်တွန်းမှုရအီရန်ကိုအပီးတိုင်ဖျက်ဆီးဖို့မဖြစ်နိုင်ဘူးအီရန်ကိုအင်အားချိနဲ့အလောက်ပဲလှုပ်ထားပြီးတော့အစ္စရေးနဲ့ power balance ဖြစ်ဖို့အာရပ်ခေါင်းပြောချင်တာကနာတန်ယာဟုရဲ့စကားနဲ့အာရပ်ခေါင်းဆောင်များရဲ့စကားကအမေရိကန်သမ္မတကိုအပြိုင်လုပ်နေတာအဲ့တော့နာတန်ယာဟုကအမေရိကန်ကိုဘာမှမပေးနိုင်ဘူးနာတန်ယာဟုကအမေရိကန်ကယူနေတာပဲရှိတယ်ပြောချင်တာနာတန်ယာဟုဒီအစ္စရေးဒီအမေရိကန်အကျိုးစီးပွားတွေဘာမှမလုပ်ပေးနိုင်ဘူးပြောချင်တာက Trump အကျိုးစီးပွားမိသားစုအကျိုးစီးပွားတွေမလုပ်ပေးနိုင်ဘူးဒါပေမဲ့အာရပ်ခေါင်းဆောင်များဖြစ်တဲ့ Saudi ခဏတော့ဒူဘိုင်း UAE ကာတာခဏတော့ဒီ Jordan Egypt Kuwait Bahrain ဒီနိုင်ငံတွေကအမေရိကန်ကိုသူတို့ပဲပါအောင်ချော့လို့ရတယ်။ဘာလို့အခုလက်ရှိအမေရိကန်သမ္မတဟာတခြားသမ္မတတွေနဲ့မူဝါဒကိုကြီးတဲ့သမ္မတမဟုတ်တာဖြစ်တဲ့အတွက်သူတို့ရဲ့အကျိုးစီးပွားအတွက်စစ်အင်အားတိဆောက်ခြင်းတယ်။အဲ့တော့သူတို့ဒီတရုတ်ရုရှားနဲ့စစ်အင်အားကိုမတိဆောက်ခြင်းဘူး။တရုတ်ရုရှားဟိုအားကိုးလိုက်ရင်အမေရိကန်ရဲ့ရန်သူဖြစ်သွားရင်သူတို့နိုင်ငံအကျိုးစီးပွားထိခိုက်သွားလိမ့်မယ်။အီရန်ထိခိုက်သွားလိမ့်မယ်။အဲ့ဒါကြောင့်သူတို့ဒီအမေရိကန်လည်းသဘောတူပြီးအမေရိကန်စစ်အင်အားနဲ့အမေရိကန်လက်နက်တွေတပ်ဆင်ခြင်းတာ။အဲ့တော့အစ္စရေးကိုထိန်းဖို့အတွက်အဲ့တော့အစ္စရေးကိုထိန်းဖို့အတွက်သူတို့နိုင်ငံတွေကအစင်သစ်လက်နက်တွေရလာပြီဆိုရင်အီရန်ကိုရှင်းလိုက်တာကိုသူတို့သဘောတူတယ်အခုချိန်မှာသူတို့အီရန်ကိုမကြိုက်ပေမဲ့လေအစ္စရေးကို balance လုပ်မဲ့အီရန်မှာလက်နက်အင်အားတွေရှိနေတာကိုအာရပ်တွေကတစ်ဖက်သက်နဲ့သဘောတူနေတဲ့သဘောရှိတယ်အဲ့ဒါကိုအမေရိကန်ကလည်းလက်ခံထားတဲ့သဘောရှိတယ်ပြောချင်တာအဲ့တော့အဲ့လိုအနေထားများအရာအာရပ်ခေါင်းဆောင်များဒီအလွန်မတန်လိမ္မာပါနဲ့စွာနဲ့အခုသူတို့တသက်မှာတစ်ခါပဲရတဲ့အခွင့်အရေးဗျာအမေရိကန်သမ္မတဆက်ဆက်ကချင်းကပ်ဖို့မလွယ်ဘူးအခုလက်ရှိမက်ဂါဖြစ်တဲ့သမ္မတထရန့်ကချင်းကပ်လို့အလုံးလွယ်တယ်ဒါကြောင့်လေအာရပ်နိုင်ငံတွေမှာကြည့်လိုက်ထရန့်တာဝါတွေနေရာတကာဖြစ်နေပြီအဲ့ဒါတွေအားလုံးဒီထရန့်ကိုစီးယုံထားတာအဲ့ဒီကနေသူတို့လိုချင်တာကဘာလဲဆိုတော့အမေရိကန်ရဲ့လက်နက်တွေလိုချင်တာအမေရိကန်ရဲ့နည်းပညာတွေလိုချင်တာအဲ့ဒါနဲ့သူတို့အစ္စရေးကို balance လုပ်ချင်တာအဲ့တော့အဲ့ဒီအချက်လက်တွေအများကြီးရှိနေတာဖြစ်တဲ့အတွက်အမေရိကန်ဒီအီရန်ကိုအပီးတိုင်ဝင်သိမ်းပြီးအီရန်အစိုးရကိုပြောင်းလဲပြီးចောင်းသားတွေလက်ထက်ကိုအာဏာအပ်ပြီးဖို့ဆိုတာစိတ်ကူးရင်အိမ်မက်ပဲမဖြစ်နိုင်ဘူးငင်းချင်ရေးဆိုတာကမ္ဘာငင်းချင်ရေးဆိုတာမရှိဘူးခင်ဗျအဲ့ဒါကဂျင်းစကားကြီးဗျအဲ့တော့ငင်းချင်ရေးဆိုတာကိုယ်နဲ့ပဲဆိုင်တာလေကိုယ်နိုင်ငံကိုယ့်ချင်းချင်းမငင်းချင်အောင်လုပ်တာကိုယ်ကိစ္စလေအဲ့တော့မြန်မာနိုင်ငံငင်းချမ်းရေးလုပ်ဖို့အတွက်ကဘာကြီးကစိတ်ဝင်စားဘူးမြန်မာနိုင်ငံပဋိပက္ခဖြစ်နေတာကိုတော့မကြိုက်ဘူးဒါပေမဲ့မြန်မာနိုင်ငံသားတွေပဲဖြည့်ရှင်းရမှာအဲ့တော့ဆရာနာရှင်ဒီအဆင့်ထိရောက်လာတာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေခွင့်ပြုထားလို့ပေါ့
အခုຫນွေဥဒေါ်လာရေးမှာကျွန်တော်တို့တာနိုင်ငံလုံးကခွင့်မပြုတော့ဘူးစိုးဖြတ်ထားပြီးဖြစ်တာဖြစ်တဲ့အတွက်အချိန်တစ်ခုရောက်တဲ့အခါကျရင်ဆက်ရနာရှင်စနစ်ကပြုတ်ကျသွားတော့မှာအဲ့ဒါကအဲ့ဒီချိန်ကဘယ်လောက်ကြာမလဲကျွန်တော်လည်းမသိဘူးအရင်တော့ကနေဝင်းလက်ထက်တွေကအားလုံးကလက်ခံခဲ့တာမှမဟုတ်တာလူနည်းစုလောက်ပဲတော်လှန်ခဲ့တာဥတဖြည်းဖြည်းလူနည်းစုကနေအခု2020ကျတော့ကျွန်တော်တို့ကဂိတ်ဆုံးသွားပြီလူများစုတော်လှန်လာပြီဖြစ်တာဖြစ်တဲ့အတွက်ဆက်ရနာရှင်စနစ်ကပြုတ်ကျဖို့အစဉ်သင့်ဖြစ်နေပြီကျွန်တော်တို့ဆက်တွန်းမှုပဲလိုတာအဲ့တော့ကိုကြမှာကိုဖန်တီးတယ်ဆိုတာဒါကိုပြောချင်တာကျွန်တော်တို့ကမလို့အပ်ဘူးကိုယ့်အကူလက်နဲ့ဆွဲကင်တိုက်ကင်ဘယ်သူမှဝင်ပါလို့မရပါဘူးဒါပေမဲ့ဆက်အာဏာရှင်ကတော့သူအားသာချက်တွေနဲ့တရုတ်ရုရှားကိုဘလောက်ပဲအားကိုအချိန်တန်ရင်ကျွန်တော်တို့ပြည်သူတို့နဲ့အများစုကိုစစ်အာဏာရှင်ရှုံးကုန်ရှုံးမှာအဲ့တော့သူရလာနေတဲ့ဒီလူအင်အားကိုသူကကျွန်တော်တို့ပြည်သူတွေကနေအတင်းကျပ်စုဆောင်းနေတာဖြစ်တယ်အဲ့ဒီသူစုဆောင်းနေတဲ့မြို့တွေကိုကျွန်တော်တို့ကသိမ့်ပိုက်နိုင်လာတယ်ဆိုရင်သူလူအင်အားစုဆောင်းဖို့အားနေသွားမယ်ဝင်ငွေရတာအားနေသွားမယ်အဲ့တော့စစ်အာဏာရှင်ဘယ်ကနေပတ်စံရနေလဲသူထိန်းချုပ်ထားတဲ့မြို့တွေများလေအဲ့ဒီမြို့တွေကနေအခွန်ကောက်တွေသူရတယ်အဲ့ဒီမြို့တွေကနေလူအင်အားတွေရနေတယ်စစ်သားတွေရနေတယ်အဲ့တော့စစ်အာဏာရှင်ထိန်းချုပ်တဲ့မြို့တွေနဲလာရင်သူလူစုဆောင်းရတာလည်းအကန့်အသတ်ရှိလာမယ်အခွန်ခရတာလည်းနဲသွားမယ်အဲ့တော့ဆိုရင်ကျွန်တော်တို့ဒေါ်လာရင်းနယ်မြေတွေကထိန်းချုပ်လိုက်တယ်ဥပမာNUG ထိန်းချုပ်လိုက်တယ် NUG မှာအခွန်ခတွေအားလုံးကအစိုးရမရဘူးပေါ့ဗျာလက်နက်ကင်တွေရတယ်ဒါပေမဲ့အဲ့ဒါလည်းအကျိုးရှိတာပဲစစ်အာဏာရှင်အဓိကကစစ်အာဏာရှင်အခွန်ခမရတော့တာအဲ့တော့ကျွန်တော်တို့ဘက်ကထိန်းချုပ်တဲ့မြို့တွေများလာလေဆက်အာဏာရှင်ကဝင်ငွေနေသွားလေဆက်အာဏာရှင်ဥမာ NUG ထိန်းချုပ်ထားတဲ့တိုင်းသားထိန်းချုပ်ထားတဲ့ဒေသမှာဆက်အာဏာရှင်ကအတင်းကျပ်စစ်သားလာစုဆောင်လို့မရဘူးအဲ့တော့အဲ့လိုရှုထောင့်ကစဉ်းစားရင်တိုင်းသားတွေက NUG က PDF တွေမြို့တော်တော်များများကိုထိန်းချုပ်ဖို့ကြိုးစားရမယ်အဲ့ဒါဒီဆက်အာဏာရှင်ကိုဝိဖြစ်အောင်လုပ်တာအားနည်းအောင်လုပ်တာအဲ့တော့သူထိန်းချုပ်တဲ့မြို့လေးနဲလာတဲ့များသူဒီစစ်သားရဖို့နဲသွားမယ်အဲ့ဒီကနေရမယ်ပတ်စံတွေနဲသွားမယ်အဲ့ဒါနဲ့များဆက်အာဏာရှင်အားနည်းလာမယ်အဲ့တော့ဒီလိုပုံစံနဲ့စဉ်းစားရင်လေကျွန်တော်တို့ဒီဆက်အာဏာရှင်ကိုများဝိုင်းတိုက်များထိန်းချုပ်လို့မရအောင်အဲ့ဒီကနေပေါ့အဲ့ဒီပြည်သူကနေတစ်စင်သူအခွန်အခတွေမရအောင်စစ်သားစုဆောင်လို့မရအောင်ကျွန်တော်တို့ကာကွယ်ပေးလိုက်နိုင်တယ်ဆက်အာဏာရှင်ထိန်းချုပ်ထားတဲ့မြို့တွေမှာတော့ကျွန်တော်တို့ဆက်အာဏာရှင်စစ်သားမရအောင်ကျွန်တော်တို့မကာကွယ်ပေးနိုင်ဘူးသူတို့အုပ်ကြီးတွေကတစ်စင်အတင်းကျပ်လုပ်နေတယ်အဲ့တော့ကျွန်တော်တို့ထိန်းချုပ်ထားပြီးကျွန်တော်တို့ဝိုင်းရံထားတဲ့မြို့တွေမှာတော့ဆက်အာဏာရှင်ကလာပြီးစစ်သားစုလို့ဥပမာစကိုင်းမှာဆိုရင်စကိုင်းတစ်မြို့ပလဲတစ်မြို့လုံးကိုစစ်အာဏာရှင်ကတော့စုဆောင်းလို့မရဘူးအမှန်ပဲဒါဆိုတော့ तू ပလဲမှာရှိတဲ့ PDF ပဲဖြစ်ဖြစ်ဘိုးချက်တုံပဲဖြစ်ဖြစ်ဘိုးကကြီးပဲဖြစ်ဘိုးမုတ်တုံပဲဘယ်သူပဲထိန်းချုပ်အဲ့ဒီဒေသတော့စစ်အာဏာရှင်စစ်သားမရဘူးအဲ့ဒီဒေသကစစ်အာဏာရှင်အခွန်ခမရဘူးအဲ့ဒါကိုဘိုးချက်တုံကပဲယူသွားသူသားဘိုးကကြီးကပဲယူသွားသူသားဘိုးချက်ဖကပဲယူကြိုက်တဲ့လူယူသွားစစ်အာဏာရှင်မရဘူးကအရေးကြီးတယ်အဲ့လိုရှုထောင့်ကစဉ်းစားရင်တော့ကျွန်တော်တို့ဒီဘယ်သူပဲထိန်းချုပ်ကျွန်တော်တို့ကတော့အားပေးရမယ်အမေရိကန်ကပဲပြီးဆက်ဝယ်တာပါညာဒါကဘာမှမထူးဆန်းပါဘူးဗျာဒါကတော့ဝယ်လဲပါဖြစ်လေဒါစီးပွားရေးလုပ်တာပေါ့အမေရိကန်ဆိုရကရောင်းကျင်လဲရောင်းဝယ်ကျင်လဲဝယ်ပေါ့ဒါကတော့ပြည်သူတွေတဲ့ဒါကတော့သိမထူးဆန်းပါဘူးကျွန်တော်ကတော့ရုပ်စာအများကြီးဘာမှဖြစ်လာမယ်မထင်ပါဘူးဘာကြောင့်လဲဆိုတော့အမေရိကန်တန်ယုံကတန်မတ်ကလည်းဒေါ်နယ်ထရန့်ကိုလိုလားတဲ့တန်မတ်ဖြစ်တယ်လေဒေါ်နယ်ထရန့်စီးပွားရေးရဖို့တဲ့သူ့နိုင်ငံပဲပြီးဆက်တွေရောင်းကျင်တယ်ဒါလည်းရှိမှာပေါ့ဒါကတော့သိသေးဖွဲပါပြည်သစ်ဂျာမနီအင်္ဂလန်တို့ကအမေရိကန်ဒီပညာကိုတာနိုင်သလားလို့မေးရင်တချို့ကမ္ဘာစီရေးသုံးသက်တဲ့သူများသုံးသက်နေတာတခုရှိတယ်အဲ့ဒီသုံးသက်ချက်ကမကြခင်ကမ္ဘာကြီးကတီထွင်မှုကရှဟန်နေဖြစ်ပေါ်လာတာတော့မယ်ဘာကြောင့်လဲတဲ့အနောက်နိုင်ငံများဖြစ်တဲ့အမေရိကန်နိုင်ငံကဒီကျွန်တော်တို့ brain drain ပေါ့နော်ပညာရှင်တွေဝိုင်းလူနေတာအဲ့တော့အမေရိကန်နိုင်ငံကဒီပညာရှင်တွေကိုကြိုးဆိုတယ်ဒီအထူးကျွမ်းကျင်ဗီဇာတွေကိုထုတ်ပေးတယ်တက္ကသိုလ်တွေကနေကြိုးဆိုတယ်အဲ့ဒီကနေမှအမေရိကန်နိုင်ငံမှာအခြေချခိုင်းတယ်အဲ့ဒီကနေအမေရိကန်ကုမ္ပဏီတွေက run နေတာအဲ့တော့အခုလိုမောင်ရီခဲတို့အဖွဲ့နဲ့မက်ဂါရဲ့ policy ကြောင့်အဲ့ဒီနိုင်ငံသားတွေကိုမလိုလားတဲ့ပုံစံပြလာရင်အဲ့ဒီပညာရှင်တော်တော်များများဒီအမေရိကန်ကိုမလာတော့ဘူးဆိုရင်အမေရိကန်ရဲ့နောက်10နှစ်အနှစ်20မှာဖြစ်လာတော့မယ်ဤပညာတွေအသစ်တွေဟာကြိုးဆိုတော့မယ်ဥရောပနဲ့ရှဟန်ကိုရောက်သွားမယ်။ဒါကြောင့်အခုသူတို့ပညာရှင်တွေအခုမက်ဂါတွေရတာအမေရိကန်မှာဆက်ပြီးအာဏာရတော့မယ်ဆိုရင်က
ကဘာကြီးမှာပညာရှင်တွေဝိုင်းလူနေတာအမေရိကန်ကအဲ့ဒါအသာစီးနဲ့သူ့နိုင်ငံမှာနေခွင့်ပေးတာသူ့နိုင်ငံမှာနိုင်ငံသားဖြစ်ခွင့်ပေးတာလစာပေးတာလုံခြုံရေးပေးထားတာအမေရိကန်နိုင်ငံမှာလမ်းသွားရင်ဘယ်သူမှမစစ်ဆေးတာမှတ်ဖို့တွေမစစ်တာအဲ့ဒီလွတ်လပ်မှုတွေကနေပြီးတော့ကဘာပညာရှင်လူငယ်တွေကအမေရိကန်ကိုရွေးချယ်လိုက်တယ်အခုမက်ဂါတွေကမောင်ရီကဲတို့အဖွဲ့ကနေအတင်းကျပ်ဖမ်းဆီးလာတယ်ပြစ်တက်တာတွေလှုပ်လာတယ်ဘယ်သူမှမသွားကြရင်တော့မသွားကြရင်ဥရောပကိုတိုးလာမယ်ဘယ်ကိုရောက်သွားမလဲဘာလင်ကိုရောက်သွားမယ်နောက်တစ်ယောက်ပဲပြောသွားမယ်ရှာဟန်ကိုရောက်သွားမယ်အဲ့တော့သူတို့မှန်းနေတာကမက်ဂါတွေရတာဆက်လက်အာဏာရသွားမယ်အမေရိကန်နိုင်ငံမှာရသွားရင်တော့နောက်တက်လာမယ်ကမ္ဘာပညာရက်များနီးပညာအသစ်များသည်ဘာလင်နဲ့ရှာဟန်ကနေထွက်လာတော့မယ်အဲ့ဒါကျွန်တော်ဖြည့်ပေးမယ်အဖြေပါမုံကိုထွေးချုပ်ရင်ဘုံကျဲတာလက်ခံတယ်ဒါပေမဲ့အဲ့ဒီမျိုးကိုထွန်းချက်လွှဲတာဖြစ်တဲ့အတွက်အဲ့ဒီမျိုးကိုစစ်တပ်ကစစ်သားစုဆောင်လို့မရဘူးအဲ့ဒီမျိုးကရမယ်ပတ်စံနေမရတော့ဘူးအဲ့လိုပုံစံနဲ့စဉ်းစားရင်လေစစ်တပ်ကိုပို့ပြီးအားနေအောင်လုပ်လို့ရတဲ့နည်းပဲအခုကသူထိန်းချုပ်လို့ရတယ်များနေလို့ထိန်းချုပ်လို့ရနေတဲ့စစ်သားတွေကြိုက်တဲ့လောက်စုဆောင်လို့ရနေတာဒါကြောင့်ကျွန်တော်တို့ဒီမြို့တိုင်းကိုပတ်ဝိုင်းပြီးတော့ကျွန်တော်တို့ထိန်းချုပ်ထားဖို့လိုအပ်တယ်အဲ့ဒါဆိုရင်စစ်သားစုဆောင်လို့မရတော့ဘူးလူမျိုးနေမြေများဖန်တီးပေးဖို့လိုအပ်တယ်အဲ့ဒီတွေ NUG PDF နောက်တူးချင်းအဖွဲ့တွေဘိုးချက်တုံပဲဖြစ်ဖြစ်ဘိုးချက်ဖပဲဖြစ်ဖြစ်ဘိုးကကြီးပဲဖြစ်ဖြစ်ဘိုးခကွေးပဲဖြစ်ဖြစ်ဘိုးစားလုံးပဲဖြစ်ဖြစ်ဘိုးကားငယ်ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်မျိုးတွေကိုပတ်လဲထိန်းချုပ်ရမှာသူတို့များထိန်းချုပ်လေကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေမှုလို့ပေါက်နေလေစစ်တပ်ကစစ်သားစုဆောင်အခက်လေပတ်စံရတာနည်းလေပဲအခုကအချင်းချင်းချနေတာမဟုတ်ပါဘူးဒီကျွန်တော်ပြောသလိုဒီရွာတကြီးပေါ့ဗျာစိန်ကောင်းအဆင့်လောက်ရွာအဆင့်လောက်လူတွေကိုအဟုတ်ထင်ပြီးတော့ပြောနေကြတဲ့လူများ ਨੇ ရည်ရွယ်ချက်ရှိပြောနေကြတဲ့သူများကိစ္စပါတရုတ်ပူကြီးလာလေမြန်မာပြည်ဒုက္ခရောက်လို့လည်းမဆိုင်ပါဘူးတရုတ်ကအခုအနေထားကမြန်မာပြည်နဲ့တရုတ်ပြည်ကဘလို့မှရှင်းလို့မရပါဘူးမြန်မာပြည်ကတရုတ်ပြည်ရဲ့မြို့တစ်မြို့စာလောက်ပဲရှိတယ်ပြည်နယ်တော့မဟုတ်ပါဘူးအဲ့တော့ကိုနီးကိုကနဲ့ဖောက်ထွက်အောင်ပါတရုတ်တိုးတက်ခြင်းမတိုးတက်ခြင်းကကျွန်တော်တို့နဲ့မဆိုင်ဘူးကျွန်တော်တို့ချိတဲ့လူတွေကလက်တဆုပ်စာဒီစစ်အာဏာရှင်အုပ်စုကိုဘယ်လိုမြင်ညီညွတ်ညွတ်နဲ့မောင်းထုတ်မလဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်အဲ့တော့ကျွန်တော်ပြောသလိုပဲတိုင်းသားလက်နက်ကင်တွေမြို့တွေများကိုထိန်းချုပ်ဖို့လိုတယ်မြို့ကိုမသိမ်းချင်ရင်တော့ဒီစစ်သားအဲ့ဒီမြို့မှာရှိတဲ့ပြည်သူတွေကိုစစ်သားစုဆောင်လို့မရအောင်ကာကွယ်ပေးတဲ့နေအဲ့ဒီမြို့မှာစစ်အာဏာရှင်ကအခွန်အခကောက်လို့မရအောင်ကာကွယ်ပေးတဲ့နေအဲ့နှစ်ခုလုံနိုင်တယ်အဲ့ဒီကပ်ကိုကျွန်တော်တို့ကကင်ထိုင်းနေတယ်ဆိုစစ်ကောင်စီပြုတ်ကြဖို့ပူနီးဆက်လာမယ်အဲ့ဒါကိုတိုင်းသားတွေကောင်းကောင်းသိပါတယ်အခုပဲကြည့်လေထိန်းချုပ်ထားတဲ့မြို့မှာစစ်ကောင်စီကစစ်သားစုဆောင်လို့မရဘူးချင်းနေထိန်းချုပ်ထားတဲ့မြို့မှာစစ်သားစီစစ်ဆောင်လို့မရဘူးကျွန်တော်တို့ပသုံးလုံးတွေထိန်းချုပ်ထားတဲ့မြို့မှာစစ်ကောင်စီကစစ်သားစုဆောင်လို့မရဘူးအခွန်အခလည်းမရဘူး KNU ထိန်းချုပ်ထားတဲ့နေရာတွေမှာစစ်ကောင်စီစစ်သားစုဆောင်လို့မရဘူးအခွန်အခလည်းမရဘူး KNU ထိန်းချုပ်ထားတဲ့ခရိုင်တွေမှာနော်သူတို့ပြောတဲ့ KNU ရဲ့ဒီတပ်မ9ခုထဲမှာစစ်သားစုဆောင်လို့မရဘူးအဲ့ဒါကိုကျွန်တော်တို့မြင်အောင်ကြည့်ဖို့လိုတယ်အဲ့တော့ NUG ဟာ impact ဖြစ်ဖို့လိုတယ် NUG ဒီတော်လန်ရေးအဖွဲ့အစည်းအဖြစ်အသွင်ပြောင်းဖို့အချိန်ကြာပြီအဲ့ဒါ NUG ရဲ့ရွေးချယ်မှုပဲ NUG ဒီ impact ဖြစ်ဖို့လိုလာပြီ